ကိုရီမင်္ဂလာပါဒါကျွန်တော်ဈေးကွက်မျှဝေတာပေါ့နော်ကျွန်တော်ဘူးသရရဖို့ပေါ့နော်ဒါပဲသားဗျာနော်ဒီအစာလေးကကိုတို့ဟိုဟာရှိရနော်16 carat ရှိရနော်ပဲစိမ်းပေါ့ပဲသားပေါ့နော်သူရဲ့ပဲဆိုတဲ့အတိုင်းနော်ပဲတရီလေးတွေနော်ပဲဗီဇာလေးတွေအမဆက်လေးတွေ့ရနော်ကိုနော်ဒီအသေးစားကတော့17 carat ရှိပါတယ်သူ့မှာလည်းတလားအဖြူစံလိုပါလို့တလားကွန်ပဲဗီဇာပေါ့နော်ဒါ17 carat ရှိတယ်နှစ်ခုပေါင်း30ပေါ့နော်ဒါလေးကအခုကျွန်တော်တို့920နဲ့တဲ့သွားတာပေါ့နော်အခုကျွန်တော်တို့ရန်ကုန်ဈေးကွက်ပေါ့နော်ဒါကျွန်တော်တငယ်ချင်းဒီနေပဲတဲ့သွားတာပါဗျအဲ့ဒါလေးကိုကျွန်တော်မျှဝေပေးတာပါဗျနော်ဒါပဲစနှစ်စပေါ့နော်တူတော့သလားပါတယ်ဆွဲသီးဆိုင်ပေါ့နော်ဆွဲလို့မှမောင်းဆော့တော့မရှိဘူးနော်ဒါဆွဲသီးလို့တော့အင်တန်လှမယ်ဒါဆွဲသီးဆိုတော့ဝယ်ရနေမယ်နော်ကိုနော်သူကဘေးကိုတူကကြည့်လိုက်တယ်တူကအဲ့လောက်ပဲရှိတယ်ကိုနော်ပါတယ်ပေါ့နော်သူကဟိုမရဘူးပဲနော်ဒါလေးကပဲလက်စွပ်ပဲပဲသားပဲဗျဒါလေးက73 carat ရှိတယ်ဗျနော်73 carat ဒါလေးကအခုကျွန်တော်တို့ရန်ကုန်မှာ650ပေးထားပါတယ်နော်ဒါလေးကိုပိုင်ရှင်ကမရောင်းသေးဘူး1000နီးမှဆိုတော့ဒါလေးကတော့ရှိပါသေးတယ်ဒါကျွန်တော်ရဲ့တငယ်ချင်းနော်သူပွဲကင်နေတာပါတိုက်တယ်ဆိုတော့ကျွန်တော်ဒါလေးကိုကျွန်တော်ကြိုက်ထားတာပါနော်ဒါကကျွန်တော်တို့ပိုင်ရှင်ကဒါဈေးတော့ကျွန်တော်မမေးမိသေးဘူးဗျဒါလေးကတော့ကျွန်တော်တို့ကတော့ဇိမ်းဝါပေါ့နော်အသားတိုင်းတော့ဒီကောင်အကောင်းဆုံးပဲပေါ့နော်သူဇိမ်းဝါနော်အစဒီအစာလေးကဟိုရှိတယ်ဗျ9 carat ရှိဗျ9 carat ရှိတယ်ဇိမ်းဝါနော်ကျွန်တော်ထင်တာကတော့ဒီကောင်မော်ဝမ်းကြီးကြောလာတယ်ဗျနော်ကြောက်စီကြောက်တာတော်တော်ကောင်းတယ်အမဲကြောအမာကြောပေါ့နော်သူလည်းကြောက်မော်ဝမ်းကြီးရလို့ပြောတယ်ဗျနော်အဲ့တော့ဒီအစာလေးကကြောက်စီကြောက်ကကောင်းတယ်ဗျနော်ဇိမ်းဝါပေါ့နော်ကြောက်သားတန်းတော်တော်ကောင်းတယ်ဗျနော်နောက်တစ်စားပေါ့နော်ဒါလေးတစ်ခုနဇိမ်းဝါရဲ့အဖော်ဗျဒါ4 carat ရှိတယ်ဗျသူကကျိုးရှိတယ်အရေကျိုးကနေမှုန့်နေတာပေါ့နော်ကြောက်သားတအားကောင်းတော့ကူးရတာပေါ့နော်ဒါဇိမ်းဝါပဲဗျနော်ကိုနော်ဒါလေးကတော့နော်ဇိမ်းတော့မသိသေးဘူးဗျနော်မေးကြည့်အောင်ပဲ